ကဲမဒီဟီယာမတ်စ်တွေဘယ်လောက်ကြိုက်လဲဆိုတော့ခါကြတော့အဲ့လိုကိုဝယ်ပြန်ခဲ့တာပေါ့နော်အခုတော့တိုင်နေပတ်နေပြီဘယ်ဟာသုံးရမလဲမသိတော့ဖြစ်နေတာပေါ့နော်ဒါပေမဲ့နှစ်ချက်ဖြစ်နေတဲ့ rose PDR လေးကိုပဲထပ်ပြီးတော့မှသုံးလိုက်ပဲမို့နော်ကျန်တဲ့ mask တွေကတော့နောက်ရက်မှပဲထပ်ပြီးတော့မှသုံးမယ်ပေါ့ဒီနေ့တော့ glad to glow က clay mask stick လေးနဲ့မဒီဟီရဲ့ rose PDR လေးကိုသုံးဖြစ်ပါတယ် glad to glow က clay mask stick ကတော်တော်ကြီးဆိုမှအဆင်ပြေတယ်နော်မင်းနဲ့ကတော့ပေါ့လေနော်သူကအဲ့လိုလေးမင်းဆိုရင်မျက်နှာပေါ်ဆိုရင်အဲ့လိုတစ်ချက်ပဲဆွဲတယ်တစ်ချက်ဆွဲပြီးတော့မှလက်လင်းတဲ့အကုန်လုံးလိုက်ပြီးတော့ blend တယ်ပေါ့နော်တစ်ချက်တွေမျက်နှာပေါ်ဆွဲတယ်ဆွဲပြီးတော့လက်နဲ့ပြန်ပြီးတော့ blend တယ်သူက6တာမြန်တယ်ပေါ့နော်အကြာကြီးထားစရာမလိုတကယ်လို့ကိုကနဲ့ထူထူလေးလိမ့်နေဆိုရင်တော့နည်းနည်းလေးတော့ကြာရှည်ခံအောင်ထားရမယ်ပေါ့နော်ဒါကမင်းသုံးနေတဲ့ glad to glow က mark 1 clay mask stick လေးပါအဲ့ဒါလေးကတော့ဆိုင်မှာရှိအောင်မယ်နော်နောက်ပြီးတော့အရန်ဆိုမှအရန်ကြိုက်တဲ့ Madihia Rose PDR လေးထပ်ပြီးတော့မှသုံးမယ်ပေါ့နော်သူ့ကိုသုံးရလေအရန်စိတ်ချမ်းသာတယ်သိလားအပြင်မှာ treatment သွားယူတယ်လို့မျိုးကို effect ရတာကွာသူ့ရဲ့ mask ကလေလုံးဝအာနိသင်ကောင်းတာမင်းဆိုရင်ဒီရဲ့ rose PDR ကိုဘယ်နဲ့ချက်မှန်းမသိဘူးရှိနေပြီပေါ့နော်သူ့ရဲ့ mask အသားကိုလည်းကြည့်လိုက်အောင်လုံးဝဆိုမှလုံးဝအထဲမှာပါတဲ့အာနိသင်ရလည်းလေဆိုအီးနေသူ့ရဲ့အနံ့ကလေမင်းတို့အပြင်မှာတွေ့ရတဲ့ပန်းရောင်နှင်းစီပန်းအနံ့အဲ့အနံ့ကိုတကယ်ရတာကွာတိလားတခြားနှင်းစီပန်းအနံ့မဟုတ်ဘူးအဲ့ပန်းရောင်နှင်းစီပန်းအနံ့ကိုတကယ်ရတာသုံးရတာလေလုံးဝနောက်နေ့မနက်ဆိုရင် effect အရန်ဖြစ်တယ်ကွာတိလားအဲ့ rose PDR လေးကလေမင်းကတော့အရန်ကြိုက်တယ်ဒီနေ့ကတော့အဲ့ clay mask လေးသုံးတယ်ပြီးတော့ PDR mask လေးကပ်ဖြစ်တယ်ပေါ့နော်glad to glow ကတော့မင်းထဲမှာဆိုရင်အဆုံရှိအောင်ပဲ mask လေးကတော့မင်းတို့ဆိုင်မှာမရှိသေးပါဘူးဒါမင်းကလာပြီးတော့ပြောပြပေးတာပါနောက်ရက်ဒီမှာဒီ mask တွေစမ်းသုံးကြည့်ပါမယ်